နောက်ပဲမင်္ဂလာပါရှင်တနေ့မှာတော့တက်ကတော့မှ300အကြောင်းသစ္စာပြပါမှာဖြစ်ပါရှင်အတန်လေးနေဟိုလိုမြင်လိုက်ပါရှင်ငါတင်နေတက်ကတော့စူတွားယူရမှာပဲငါတို့ကငါနိုင်ကြတဲ့အမွေရှိုးပြီးနည်းနည်းလေးခဏလေးလိုက်တာဆိုအစေးပဲမိတယ်ဟဲ့ညီမလေးငါတို့စုတွားယူအောင်မလေးအေးဟုတ်တယ်လေအဝါရောက်စပင်းလေးနဲ့လူကတော့အကြီးမှာပါညူရောက်စပင်းလေးနဲ့လူကတော့အလက်မှာပါအနီရောက်စပင်းလေးနဲ့လူကတော့အငယ်မှာပါသူတို့တော့ရောက်ပါနော်တမယ်နဖက်ဆိုတော့လာလေးရလေလာနေရောပဲအစေးပဲကြောက်ရကြီးက9နိုင်မှလာမှသူကကြောက်ကြီးကတော့ဝင်နေတော့မှနေရဆိုအစေးပဲကျောင်းကြီးကတော့မရောက်သေးဘူးဆိုကျောင်းကြီးတော့မရောက်သေးဘူးလားတူတယ်နော်ဟုတ်တယ်မမဟုတ်တယ်သူတို့ကအရွယ်တွေကနည်းနည်းပဲကွာတာပါအကြီးမကတော့300ပါပေါ့နော်အလမတော့အလမတော့4လပိုင်းပေါ့နော်အငယ်မတော့6လပိုင်းပေါ့နော်1လပိုင်းစီပဲကွာဝါတာပါပေါ့နော်တော့ရဲ့ကြောက်ကြည်လာမလားတော့ငါလည်းမသိဟုတ်တယ်နော်ငါတို့3ယောက်ကအင်ဒူနေတာဆိုအစေးပဲဟုတ်တယ်မမတယောက်နဲ့တက်ကတော့ဗာလဲအုတ်ထုပ်ကမတူကြပါဘူးနော်ရောက်တော့မယ်ဟဲ့ဤပါစင်မော်လေးရောက်တော့မယ်ဆိုငါတို့မပြေတော့အီဟုတ်တာပဲဆက်တန်းကျောင်းသူတွေပါခေါ်လာမယ်တော့ကျောင်းကိုကြည့်ပြပါပဲဟုတ်တယ်ဟဲ့အကသမားတွေတော့7နာရီ9နာရီမှလာမှာတဲ့ဟုတ်တယ်လေဆိုရင်ဤပါဟဲ့သူတို့တွေရဟဲ့နင်တို့တွေကဘယ်လိုရတမီးတို့ကဗာလဲတမီးက9နာရီခွဲခဲ့တဲ့အရောက်ကောင်းတာပေါ့ငါအခုမှတည်ရတယ်စုတော့ပြရအောင်မယ်
မနက်စားရမယ်ကျုပ်လေးနဲ့ငုံဥလေးနဲ့ပဲစားလိုက်တယ်ဒီကျွန်တော်ကကြောက်ရကြီးဖြစ်လို့ဒီနေ့ကြောက်တော့အဲ့ရကြောက်တော့စုပေးရမှာအဲ့တွားလိုက်အောင်တွားဒီကြောက်ရကြီးကတိုင်းပညာရှင်မလဲတော့အရန်တော်ပါတယ်ကြောက်ရစမ်းလိုက်သူကတိုင်းပြည်နာခဏလေးတော့လေ့ကျင့်ခဲ့တယ်တော့ရအောင်မယ်အမြန်ပြေးရမှာပေါ့လမ်းမလျှောက်တော့ဟိုမှာငါကစနစ်တန်းစုပေါ်လာတက္ကသိုလ်လာတော့တက္ကသိုလ်လိုပဲပြရမှာပေါ့စနစ်တန်းစုပေါ်တွားပေးရမယ်ဆိုညံတော့ရောက်လာပါငါကပြိုင်ကားဆိုအမြန်တော့လို့ကားပါပေးသွားလားမသိဘူးကောင်းတာပေါ့ဘယ်သူကလည်းမသိဘူးသူတွေတက္ကသိုလ်မှာတည်းရအောင်စနစ်တန်းစုပေါ်မှာတည်းရအောင်ပေးရပါအတုံးရောက်ကဒီမှာဟာတန်းစီနေကြဟိုမှာ7တန်းလူတွေတော့ဘယ်နှစ်နိုင်လားလည်းမသိ9နိုင်လို့တော့ပြောကြပဲတချို့လူလားတချို့လူတွေကလည်း6နိုင်လို့ပြောကြပဲလေကဲသိန်းမသိန်းဆိုတဲ့လူဒီနေ့စုအခါမှာပဲဖြစ်ပါတယ်မနေ့ဒီမှာသူကတော့ဆုံးလူသူ့နာမည်အားမှာသိန်းလို့ခေါ်ပါတယ်ရောဒီမှာစုပါဟုတ်ကဲ့ပါကြောက်ကြည့်လိုက်ပြီမတ်မီတို့လည်းဆောင်းတော့ပါအဲ့တော့နောက်တစ်ယောက်ကိုခေါ်မယ်နောက်တစ်ယောက်အမေကအင်္ဂလိပ်လို့ဆိုမသိသေးဘူးပေါ့ကြောက်ကြီးကအင်္ဂလိပ်စာနားမလည်ဘူးမြန်မာစာပဲနားလေတာဆိုသူကတပန်းသူ့နာမည်ကိုမြန်မာလို့လည်းရေးတတ်ကတည်းကရဒီမှာဆိုဟုတ်ကဲ့ပါကြောက်ကြီးအလမရစုပ်ပွားတွားရအောင်တွားခေါ်လာအောင်အငယ်မနေမထားတော့အခုနေတတရားစုပဲရမှာငါပထမစုဒီကမှလေးရဒုတိယစုနေမတတရားစုရမှာအဲ့အကြောင်းတော့နော်ပြောတာလေးစားချက်မစောနေနဲ့တော့မွေးမခံနေနဲ့တော့လို့ပြောတာ
အဖျားရောက်မယ်လို့ခုကြောင်အဖျားရောက်သွားတက်တရားစုပဲရပြီမမလည်းနောက်နေ့ကျူးစားပါမယ်အေးပါလို့ပြောစောင့်နေမယ်အစ်စီလို့နောက်ထပ်တက်တရားစုပေးဖို့လူရှိသေးပါတယ်ကတမတို့ရောက်နေကြပြီ8 နာရီဆိုရတယ်မဆူဟုတ်ကဲ့ပါကြောက်ကြီးတော့ခေါ်ရအောင်မယ်ခဏအိမ်မပြန်နေကြအောင်ဟဲ့စနတန်းကြောက်တာဟုတ်အနာမရဟုတ်ဒီကြောက်ကြီးပြောစရာရှိရဲ့ဒီ17အခါမှာ17တန်းဓမ္မတွေကနောက်နေ့ကျရင်12တန်းဓမ္မအတ္တမတွေကကျန်းစင်ညွန့်ရတူတို့နဲ့ရောက်ကဒီ17အခါမှာလာတက်မယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲညီမ3ယောက်တက္ကသိုလ်သွားတက်ဗီဒီယိုလေးပဲဖြစ်ပါလေရှင်ဒီဗီဒီယိုတိုင်းနေတဲ့ဆို like and subscribe ပါလေးလုပ်မမေ့တော့နိုင်အောင်လို့ကျွန်မတောင်းပန်ပါတယ်ရှင် bye bye